ပထမကျုပ်ဟိုကျင်းတော့ကလည်းပတိနဲ့ရဲ့ကျင်းနေတာဗျာပတိကြတော့ဟိုလက်ကလည်းကျန်းတယ်ဗျာပတိလုံးကလည်းကျန်းတယ်ဗျာအကျန်းတစ်ခုထီတော့ဟိုဒီနေရာအတိကဖို့လွယ်တယ်ပေါ့နာသီဝါတွေကြတော့နူးတော့မလွယ်ဘူးဗျာကျုပ်အဲ့ဒီကနေဖမ်းရတာဒီကုံတော်စိတ်လို့ဘာကြိုးရမယ်ညာကြိုးရမယ်ခင်ဗျားမပြောနဲ့လိုချင်တာမတွေးချင်တာဟုတ်တော့အဲ့တော့နင်မတွေးနဲ့လို့ပြောလို့ရသလားအဲ့တော့ကိုယ့်ဘက်ကဒီဟာလေးမှတ်နေလို့အမှန်များနေရင်အတွေးနောက်ဆုတ်တာလေအမှန်များတော့သူနောက်ဆုံးမှာပဲလေခင်ဗျားမမှတ်ရင်သူကဒုံရင်လာမှာပဲလေအဲ့ဒါပဲဗျာကျုပ်တုံးကတော့အဲ့ဒါယူတာလေဟိုဒါကြီးဘယ်ကုံတော်စိတ်လို့ဘာသိတိကြီးညာသိတိကျုံမလိုက်ဘူးတလုံးတိမယ်ဟိုပြီးတော့ကျုပ်ရဲ့ပန်းတိုင်းငါစိတ်ငါလက်ထဲရောက်ရမယ်ဒါပဲခင်ဗျာအဲ့ဒါဆိုကျုံနဲ့တူမယ်ထင်တယ်ကိုခင်ဗျာတွေးတာခင်ဗျာဟာတွေးတာမှလူသူများဟိုရှောင်းတွေးဒီရှောင်းတွေးမဟုတ်လားအဲကျုပ်ကလည်းအဲ့လိုတွေးသမားဗျအတွေးသမားဆိုကျုပ်ကဒီပတိစိတ်တဲ့ရည်ရွယ်ချက်ကငါစိတ်ကလေးငါလက်ထဲရောက်ရမယ်ဟင်အဲ့တော့ဘေးတွေကပြောကြတယ်ခင်ဗျားစိတ်ကလေးခင်ဗျားလက်ထဲရောက်တော့ခင်ဗျားဘာလုပ်မှာလဲကျုပ်စိတ်ကလေးကျိုးလက်ထဲရောက်တော့ကျုပ်ထားခြင်းတဲ့နေရာထားလို့ရတာပေါ့ဗျဒါပဲပြောလိုက်တယ်အဲ့ဒါသုံးတယ်အဲ့ဒါကိုခင်ဗျားတော့ကျုပ်ကတော့ခင်ဗျားတော့ကမောတာကျုပ်ကကားစီရတာကားစီရထားစီဘာမှမရှိလေညှို့နဲ့လက်မပို့ပြီးဟိုကျုပ်တုံးကတော့အရဟံဒိဋ္ဌိပေါ့ဗျာအရဟံဒိဋ္ဌိကိုလက်ညှို့နဲ့လက်မကမထင်ရှားဘူးလားဗျာထင်ရှားပါနာသီဝရထင်ရှားတယ်အဲ့ဒီကိုကျုပ်အတိလေးကလိုက်တာကျုပ်ကတော့ယထာသွားကားသွားချီချင်းသွားတဲ့ကျုပ်ကအဲ့ဒါပဲလေအဲ့ဒါလေးခင်ဗျားသုံးကြည့်ကျင့်ယူရတာနော်ကျင့်ယူရတာနော်ခင်ဗျားကတမမိရင်သူဟိုအတွေးနောက်ဆုံးမှာပဲလေခင်ဗျားဆယ်မမိရင်ဆယ်ရွေးနောက်ဆုံးမဲ့သူ့ကိုသွားရမလုံးနဲ့ခင်ဗျားဒီကအာကောင်းတာလို့အဲ့ဒါရည်ရွယ်ချက်ပဲလေဟင်ပြီးတော့ကျုပ်ကဟွာမေတ္တာအများဆုံးပွားတယ်ဟိုဘသူပဲဝါမပါဘူးဒေါ်သွဲကြီးမပါဘူးအားလုံးကျမ်းမာချမ်းသာကြပါစေတော့ကျမ်းမာကကိုမဟုတ်ဘူးလားချမ်းသာကစိတ်မဟုတ်ဘူးလားအဲ့တော့ဘသူနဲ့လွတ်မှာတယ်တော့ကြအားလုံးဆိုတော့ဘယ်လေးပုံသားနေဗြဟ္မဘုပ္တိပါရောလေဗျာခင်ဗျားမျိုးတွေကအဲ့ဒါပါနိုင်ဘူးလားအကုန်ပါတာပဲအဲ့ဒါလေးကျုပ်ကလုပ်တယ်အားလုံးကျမ်းမာချမ်းသာကြပါစေအဲ့ဒါအခုခင်ဗျားတို့သုံးကားဆင်းတော့လက်ဒါနဲ့ဆင်းတာဟင်ခင်ဗျားတို့သုံးကားငါပြန်လာတော့ကျုပ်ကတမျိုးယရနာသုံးပါးတို့ရဲ့ရိတ်ဒီတင်မျိုးဤကိုစိတ်နှပါ၌ထာဝရမြဲပါစေယရနာသုံးပါးအာကိုသလောက်အာကိုရာရောက်ကြပါစေကုသိုလ်ကမ္မပဋ္ဌာတရားများကြိုးစားသလောက်တိုးပွားကြပါစေဤကဲ့သို့ကုသိုလ်ကမ္မပဋ္ဌာတရားများတိုးပွားမြဲတိုးပွားသလိုလောကီလောကုတ္တနှဖျားသောအကျိုးကျေးဇူးများလည်းတိုးပွားမြဲတိုးပွားကြပါစေဤကဲ့သို့လောကီလောကုတ္တနှဖျားသောအကျိုးတရားများတိုးပွားမြဲတိုးပွားသလိုဒီသာသနာယရနာသုံးပါးပေါ်လဲကြိုးစားမြဲကြိုးစားကြပါစေအဲ့ဒါကကျုပ်ဆုံးခံများကိုအဲ့ဒါနဲ့ပြန်တာဆုံးခံသွားတော့အလုံးကျမ်းပါပါစေချမ်းသာပါစေမနေ့ကစားရှိတာကျုံနေရာဒေသတိုင်းမနေ့ကတနင်္ဂနွေမဟုတ်လားဦးလာမင်းညာဒီနေ့တနင်္ဂနွေသားသမီးကိုအကြောင်းပြုပြီးခုနှစ်သားသမီးများအတွက်ဖရာကိုစားဆုံးခံစေသည်ဒီနေ့ကြတော့တနင်္လာသားသမီးများအူထား၍ပေါ့ခုနှစ်သားသမီးများအတွက်ဖရာကိုစားငါဖရာကခင်ဗျားဖရာကကျုပ်လုံးမသွားနိုင်တာမှန်ပါဗျာသူ့ကိုသားကျုပ်ကခံပေးရတာဗျာကျုပ်သားဘုရားတဲ့မနေနဲ့ဟုတ်အဲ့ဒါလေးနဲ့ကျုပ်ကသွားတယ်အဲ့တော့မှမလို့တော့မတွေးတာဘူးပေါ့ဗျာမှန်ပါဗျာမတွေးတာအောင်ကျုပ်လုပ်တာပေါ့အဲ့တော့ခင်ဗျားဟိုကျုပ်ပြောတာတွေများပါတယ်ရေးကြည့်တာဂုံတော်နဲ့မြစ်တာခင်ဗျားကြိုက်တာယူမှန်ပါဗျာဂုံတော်နဲ့သွားတဲ့ခါသွားမြစ်တာနဲ့သွားတဲ့ခါသွားအဲ့ဒါလေးနဲ့သွားနေခင်ဗျားမတွေးပြဘူးဟိုအတွေးကိုတော့ခင်ဗျားနေမတွေးနဲ့သွားမလုံးနဲ့နော်ခင်ဗျားဘိုးတောင်တွေးပြလိုက်လေဟုတ်မယ်သူကသူတွေးကြီးတွေးမတွေးရင်လားသူ့လို့ခင်ဗျားလုံးခင်ဗျားအားကောင်းရင်သူတော့ဆုတ်ပြီးတယ်ခင်ဗျားပြင်းရင်သူရှိထိုးလာတယ်ပဲ